အရေးမှာမိကိုနားနေရမယ်ဆိုရင်ဘဝတွေအေးချမ်းနေဘဝအေးချမ်းမှုကိုမျှော်ကိုးနေကြတဲ့အားလုံးသောတတ္တဝါတွေမှာဒီအရေး၅မျိုးကိုကြိုးကြိုးစားစားနဲ့မိမိတို့အရေးစစ်ကိုနားခိုနိုင်အောင်ကြိုးစားကြနံပါတ်1ကသစ်ပင်အရေးဆိုတာအေးမြတာပေါ့မောကပြန်လာတဲ့သွားရင်လာရင်ခီးသွားရင်မောပန်းတဲ့အချိန်လေးမှာအရေးကောင်းကောင်းလေးပြီးရရင်မကောင်းဘူးလားအေးချမ်းနေနော်အဲ့လိုအေးချမ်းတဲ့အရေးကလေးမှာနားရရင်အမောကိုပြေးဒါပေမဲ့လို့မိမိနားကုန်မဲ့သစ်ပင်ကြီးကအကိုင်းအရွက်တွေမရှိဘူးတခြားပင်ကြီးများဖြစ်နေရင်တော့အမောပြေးနိုင်ပါမလားမပြေးနိုင်ဘူးအဲ့တော့တစ်တပင်ကောင်းရင်ဘာနာလဲငှက်တစ်သောင်းနာတယ်တစ်တပင်ကောင်းရင်ဘာနာတယ်အဲ့တဘောပဲနော်အဲ့တော့ဒီနေ့မိမိတို့မိမိရဲ့နားခိုရာတစ်ပင်ကြီးဟာအရေးကောင်းရင်ဘဝကြီးအေးချမ်းပါလိမ့်မယ်ဒီသဘောပါပဲနော်ဘဝအမောတွေပြေးနိုင်တယ်နောက်တစ်ချက်ဆွေမျိုးအရေးသစ်ပင်အရေးဘလောက်ပဲအေးပါတယ်ပြောဘယ်ရိတ်ကကိုအေးမယ်ဆွေမျိုးအရေးကအေးတယ်ဆွေမျိုးရိတ်ဆိုတော့လည်းပဲဆွေရမျိုးရဆိုတဲ့အသိစိတ်ကလေးတွေရှိအောင်ပါမိသားစုဆိုတဲ့အသိစိတ်ကလေးတွေရှိအောင်ပါဩဒါကအတော်ရီဒါကတူရီတူမရီဒါကသားရီသမီးရီမြေရီမြစ်ရီဒါကတော့ညီကိုရီမောင်နှမရီအကူပဲအမပဲညီပဲမောင်ပဲစသဖြင့်အလုံးကိုအသိစိတ်ကလေးရင်ထဲမှာရှိမှတဦးနဲ့တဦးထောက်ပံ့နိုင်ကြတယ်နှုတ်ရည်ကူညီခြင်းတွေဆောင်မနိုင်ကြတယ်ဒီလိုတွေဆောင်ရွက်နိုင်ရင်တော့ဆွေမျိုးအရေးကလည်းအေးချမ်းတာပေါ့မအေးချမ်းဘူးလားအဲ့ဒီလိုမျိုးအလိုက်တသိမရှိတဲ့ဆွေတွေမျိုးတွေဒီကိုမောင်နှမတွေနဲ့နည်းနည်းလေးများကြုံကြည့်မယ်ဆိုရင်အန္တရာယ်တွေလည်းများအပူပင်တွေလည်းများအာကိုစရာလည်းမဖြစ်တော့ဘဝအေးချမ်းပါမလားမအေးချမ်းဘူးတဲ့နော်ဒါကြောင့်ဆွေမျိုးအရေးအေးပါတယ်အေးတယ်ဆိုတာကလည်းသိတတ်တဲ့အသီးကလေးတွေရှိရင်ပုံပြီးတော့အေးမယ်အဲ့ဒီဆွေမျိုးအရေးတဲ့ဘာပုံအေးအောင်လဲမိဘအရေးပြောပါဘာကပုံအေးတယ်မိဘအရေးကပုံအေးတယ်မိဘအရေးဆိုတော့မိဘတို့ရဲ့မေတ္တာဓာတ်တွေရှိလို့အေးတာဘာရှိလို့အေးတာလဲဘယ်သူတွေတဲ့ဘယ်လောက်ပဲကိုယ့်ဘောမှာအပြစ်တွေမြင်မိဘဆိုတာအပြစ်မမြင်ပါဘူးဘယ်သူတွေဘယ်လောက်ပဲမုန်းတယ်ဆိုမိဘဆိုတာကမုန်းရိုးထုံးစံမရှိပါဘူးငယ်စဉ်တောင်ကြီးကလေးဘဝတွေကကလေးထိတ်ကလည်းမယူသလိုကျွေးကမွေးကလည်းမယူတဲ့မိဘတွေမရှိဘူးလားရှိတယ်ပညာသင်တယ်စားတော်တယ်ပညာတက်ကြီးတွေဖြစ်ပါစေရဲ့လို့လဲထောက်ပံ့ပေးကြတယ်ကျွေးမွေးကြတယ်ပြုစုကြတယ်စောင့်ရှောက်ကြတယ်ဘာမှမျှော်လင့်မထားတဲ့မိဘတို့ရဲ့မေတ္တာအရေးဟာပို၍မအေးချမ်းဘူးလားအေးချမ်းတယ်ငါသားလေးဘယ်လောက်ဆိုငါသမီးလေးဘယ်လောက်ဆိုတစ်ချိန်လိမ္မာလာမှာပဲမလိမ္မာတဲ့သားသမီးတွေတစ်ချိန်အိမ်ပေါ်ပြန်တက်လဲကျွေးရတာပဲမွေးရတာပဲဘသူရဲ့မေတ္တာမိဘတို့ရဲ့မေတ္တာအေးချမ်းဘူးလားအေးချမ်းတယ်ဒါပေမဲ့လို့တဲ့မိဘတော့မိဘပဲမိဘတို့ရဲ့ဝတ္တရားတွေနဲ့မကြည်ပြွန်တတ်တဲ့မိဘတို့ရဲ့အသိစိတ်တွေမပြည့်စုံနိုင်တဲ့မိဘတွေလည်းရှိပါတယ်အဲဒီလိုမိဘမျိုးတွေနဲ့နေရရင်လည်းအန္တရာယ်ကြီးတယ်။ဘာကြီးတယ်။အန္တရာယ်ကြီးတယ်နော်ဒါလေးလည်းသိရ။ဒါကြောင့်ဆွေမျိုးအရေးတဲ့ဘာကပိုအေးမယ်မိဘရေးကပိုအေးတယ်မိဘအရေးတဲ့ဘာပိုအေးမယ်ဆရာအရေးပိုအေးတယ်ပြောပါဦးမိဘရေးတဲ့ဘာအေးတယ်ဆရာရေးကပိုအေးတယ်ဆရာရေးဆိုတာဆရာဆိုတာမသိတာတွေသိအောင်လမ်းညွှန်ပေးတယ်မတတ်တာတွေတတ်အောင်သင်ပြပေးတယ်
လမ်းကောင်းလမ်းမှန်တွေကိုရွေးချယ်ပေးနိုင်တာဘယ်သူလဲဆရာတွေပဲနော်ကာကြီးမှာအာဆုံးပြီး33လုံးတို့မှာစပြီးသုံးသိဆုံးမပေးတာလဲဘယ်သူလဲဆရာတွေပဲတန္တရာလွန်မြောက်ရေးတွေကိုထုံဆောင်ပေးနိုင်တာလဲဆရာတွေပဲကုသိုလ်နဲ့အကုသိုလ်ခွဲပေးနိုင်တာလဲဘယ်သူလဲဆရာတွေပဲဒါကြောင့်ဆရာအရေးကိုမိရတာပို့ပြီးတော့ဗာဖြစ်တော့အေးချမ်းနေမေးချမ်းဘူးလားအေးပို့အေးချမ်းနေအဲ့လိုပဲဆရာတော့ဆရာပဲအကုသိုလ်တွေပဲကိုဆွဲဆောင်နေတယ်မကောင်းတဲ့ဒုစရိုက်မှုတွေကိုပို့ပြီးအားပေးနေတဲ့ဆရာကြီးဖြစ်နေရင်လည်းပဲဘဝတွေအန္တရာယ်ကြီးတယ်အန္တရာယ်မကြီးဘူးလားအေးဒါကြောင့်မိမိတို့ရဲ့အေးအေးချမ်းချမ်းနဲ့နေတိုင်းနိုင်ကိုဆရာအရေးမှာမိခေါ်နိုင်ပါစေမိဘရိတ်တဲ့ဘာဖို့အေးတဲ့ဆရာရိတ်ကကိုအေးတဲ့ဒါပြင်ဆရာရိတ်တဲ့နောက်ဆုံးဘသူရိတ်ကကိုအေးဖရာအရေးကကိုအေးတယ်ပြောပါဘသူကကိုအေးလဲဘုရားတရားတန်ခါယရဏသုံးပါးလို့ခေါ်တဲ့ဘုရားရှင်အရေးကပုံပြီးတော့အေးမြစီတယ်ဘုရားရှင်ရဲ့မေတ္တာတရားတွေရှိတယ်ဘုရားရှင်ဟောကြားခဲ့တဲ့ယခုလိုတရားတော်တွေရှိတယ်ဘုရားရှင်ရဲ့တရားတော်တွေရှိတော်လည်းပဲဘုရားရှင်ရဲ့တရားတော်ယခုလိုဟောဖို့ညွှန်ပြပြောပြဟောပြတွေ့နေတဲ့တန်ခါတော်တွေလည်းရှိတယ်ဒါကြောင့်ယရဏသုံးပါးဘယ်နှပါလဲဘာတွေလဲဘုရားယရဏဘုရားယရဏကာယရဏအဲ့ဒီယရဏပန်းကိုစင်မြဲရင်တစ်သက်လုံးချမ်းသာတယ်ယရဏသုံးပါးပန်းကိုစင်မြဲရင်ဘာဖြစ်လဲတစ်သက်လုံးချမ်းသာတယ်ဒါတွေမဟုတ်ဘူးတဲ့တတံတရာလုံးချမ်းသာမယ်ဘယ်လိုလဲတတံတရာလုံးချမ်းသာမယ်တဲ့ဘုရားကိုကြည်ညိုလို့ဘုရားရဲ့တရားတွေကိုလိုက်နာတယ်ဘုရားရဲ့တရားတွေရှိတော်လဲဘုရားတပိသားသံဃာတော်တွေဟောဖို့ညွှန်ပြလို့ဘုရားရှင်တပိသားသံဃာတော်တွေကပို၍ကျေးဇူးတွေမကြည့်ဘူးလားကြည့်တယ်နော်ဒါကြောင့်ဆရာအရေးတဲ့ဘယ်သူကပိုအေးမဲ့ဘုရားရှင်ရဲ့အရေးကပိုအေးတယ်အဲ့ဒါမှအရေးရှိပါစစ်လေဘုရားရှင်တို့ရဲ့ရိတ်ကမအေးချမ်းမှုဆိုတာမရှိပါဘူးဘုရားရှင်တို့ရဲ့တရားတော်တွေကပူလောင်နေဆိုတာကလည်းမရှိပါဘူးဘုရားရှင်တို့ရဲ့တပိသသံဃာတော်တွေကိုကိုရမြင်ရတွေ့ရတဲ့ကုသိုလ်တွေကလည်းအေးချမ်းစေတယ်ဆိုတော့တန်ဖိုးမရှိဘူးလားဒါကြောင့်ယရဏတွေကိုတန်ဖိုးရှိတဲ့ယရဏတွေကိုစင်မြတ်တဲ့နေရာမှာဘာယရဏတွေကိုစင်မြတ်မယ်ဘုရားယရဏတရားယရဏကိုစင်မြဲမယ်သံဃာယရဏကိုစင်မြဲမယ်အရေးဘယ်နှမျိုးရအရေးအလုံးဘယ်နှမျိုးလဲ5မျိုးဘာတွေလဲသစ်ပင်အရေးဆွေမျိုးအရေးမိဘအရေးဆရာအရေးဘုရားအရေးဘယ်နှမျိုးကဲဒါလေးမှတ်ပြီးအောင်ဆိုကြည့်ရအောင်သစ်ပင်အရေးအေးမြစေတယ်ဆွေမျိုးမိဘဘို့လို့အေးတယ်ဆရာအရေးကဘို့လို့သားတယ်ဘုရားရှင်ရဲ့ဘို့၍အေးချမ်းတယ်